さん、こんにちは。私はဒီနေ့ကတော့ D4 လေးပေါ့နော် D4 လေးမှာဘာရေးသင်ပေးမှာလဲဆိုတော့ဂျပန်စာရဲ့အခြေခံအစဂျပန်စာရင်းနှီးလေးမျိုးကိုရှင်းပြပေးမှာဖြစ်ပါတယ်။နံပါတ်1ရင်းနှီးကကြတော့ရိုးမကြီးဆိုတာကြတော့အင်္ဂလိပ်စာလုံးတွေနဲ့အတန်းတွဲပေါင်းထားရေးပေါ့နော်။ကိုကဂျပန်စာသင်နေသူဖြစ်တဲ့စာလုံးတွေလည်းမသိသေးဘူး။ဒါပေမဲ့ဟိုကအရင်ဆုံးစတင်တဲ့ရိုးမကြီးစာလုံးလေးတွေသိရဆိုရင်တကယ်ချင်းရှင်းပြောတဲ့အခါမှာဆိုရင်ရိုးမကြီးစာလုံးအင်္ဂလိပ်အခါစာလုံးလေးပေါ့နော်46လို့ရှာလေးနဲ့သုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်နံပါတ်2ကကြတော့ဟီရာဂါနာကကြတော့ဂျပန်စကားလုံးပြီးဂျပန်စာမှာဆိုရင်46လို့ရှိရဲတကယ်ဂျပန်စကားလုံးအစစ်ပေါ့နော်ဘယ်လိုတကယ်ဂျပန်စကားလုံးအစစ်တွေဆိုတော့ကိုကဂျပန်လူမျိုးဖြစ်တယ်ဂျပန်နိုင်ငံမှာနေရဲ့ဂျပန်လူမျိုးပေါ့နော်ဂျပန်နိုင်ငံသားဖြစ်နေဆိုရင်ကိုယ့်ရဲ့နာမည်ကိုဂျပန်ရေးလို့ရတယ်ပေါ့နော်ဟီရာဂါနာနဲ့တုံးတယ်ပေါ့နော်ကိုယ့်ရဲ့နာမည်ကိုဂျပန်ဟီရာဂါနာနဲ့ရေးလို့ရတယ်ပေါ့နော်နံပါတ်3ကကြတော့ခတာခန်သူကကြတော့ဂျပန်စလုံးဟီရာဂါနာနဲ့ခတာခနာနဲ့ကအတန်းတွဲတွေတူတယ်ရင်းနှီးတွေပဲပွဲသွားတယ်ပေါ့နော်သူကကြတော့နိုင်ငံသားနာမည်တွေနဲ့မွေးစားစကားလုံးတွေမှာတုံးတယ်ပေါ့နော်လူမျိုးလဲဆိုတော့ကိုကမြန်မာလူမျိုးဖြစ်တယ်ဂျပန်လူမျိုးမဟုတ်ဘူးလေမြန်မာလူမျိုးလေနော်အဲ့တော့ကိုယ့်ရဲ့နာမည်ကိုဂျပန်တွေကိုရေးပြမယ်ကိုနဲ့ပေါ့နော်ဂျပန်တယောက်နဲ့ခင်တယ်ကိုယ့်ရဲ့နာမည်ကိုရေးပြမယ်ဆိုရင်ဟီရာဂါနာနဲ့ရေးပြလို့မရဘူးပေါ့နော်ကိုကနိုင်ငံခြားသားမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ခတာခနာနဲ့လည်းရေးပြပါမယ်သူကကြတော့ဂျပန်ပြည်ဝေစာစကားလုံးလေးပေါ့နော်နိုင်ငံခြားပစ္စည်းနဲ့ပတ်သက်တာအကုန်လုံးကိုခတာခနာနဲ့သုံးပါတယ်နိုင်ငံခြားထွက်ကုန်တွေအကုန်လုံးနိုင်ငံခြားနဲ့ပတ်သက်တဲ့ပစ္စည်းတွေအကုန်လုံးကိုခတာခနာနဲ့သုံးပါတယ်အလွယ်လို့ရတယ်ပေါ့နော်ခန်းကြီးကကြတော့မြန်မာယူဆမှာဆိုရင်ပါဠိတွေတရုတ်စလုံးတွေပေါ့နော်တရုတ်စာကနေပြီးတော့ဆင်းသက်လာတဲ့N5 ခန်းကြီးပေါ့နော်တချို့ဟာတွေကြောင့်လေဒီအတန်းတွဲဒီတရုတ်နဲ့အတန်းတွဲတူတာရှိတယ်တချို့ဟာတွေကြောင့်လည်းမတူဘူးပေါ့နော်တိတ်ပဲကွဲလဲတာကြီးရှိပါတယ်ရှင်ခန်းကြီးကကြတော့N5 မှာဆိုရင်ခန်းကြီးအလုံးပေါင်း130သင်ရပါမယ်မြန်မာမှာဆိုမြန်မာယူဆနဲ့ပါဠိလို့ပြောရဲဆိုပေမဲ့မြန်မာမှာဆိုရင်ကိုကမြန်မာလူမျိုးဖြစ်တယ်မြန်မာစကားပြောတတ်ရင်ရတယ်ပါဠိမဖတ်တတ်လေဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ခန်းကြီးဂျပန်မှာဆိုရင်တော့ခန်းကြီးကဖတ်တတ်ဖို့လည်းလိုပါတယ်ရေးတတ်ဖို့လည်းလိုပါတယ်လုံးဝရေးတတ်ဖို့လိုတယ်ပေါ့နော်ဖတ်တတ်ဖို့လိုနော်ခန်းကြီးကကြတော့တင်မဖြစ်ပါဘူးရှင်အဲ့တော့အချင်းပြန်ချပါမယ်ဆိုရင်ရိုမာကြီးကကြတော့အင်္ဂလိပ်စာလုံးတွေနဲ့အတန်တွဲပေါင်းထားတာတွေပေါ့နော်ဟီရာဂါနာကကြတော့ဂျပန်စကားလုံးစစ်တွေဂျပန်လူမျိုးတွေသုံးတဲ့စကားလုံး46လုံးတကယ်ဂျပန်စကားလုံးစစ်တွေပေါ့နော်ခတာခနာကြတော့ဟီရာဂါနာနဲ့ခတာခနာနဲ့ကအတန်တွဲတူတယ်ဒါပေမဲ့ရင်းနှီးမတူပါဘူးဂျပန်စာလုံးကတော့အားလုံးပေါင်း46လုံးပါပဲနိုင်ငံခြားပစ္စည်းတွေနိုင်ငံခြားထုတ်ကုန်တွေနိုင်ငံခြားနာမည်တွေနဲ့ပတ်သက်တာတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုခတာခနာနဲ့ပဲသုံးပါတယ်ခန်းကြီးကကြတော့မြန်မာယူဆနဲ့ဆိုရင်ပါဠိတွေတရုတ်စလုံးတွေပေါ့နော်N5 မှာဆိုရင်ခန်းကြီး130သင်ရပါမယ်သူ့ level line နဲ့တူပေါ့နော်N5 N4 N3 N1 ထိရှိရဆိုသူ့ level line နဲ့တူခန်းကြီးတွေကတော့သင်နေရမှာပဲဖြစ်ပါတယ်ဒီပေါ့နော်ဂျပန်စာရေးနည်း၄မျိုးပေါ့နော်私ကနောက်နေ့မှာဆိုရင်ဒီနံပါတ်1ကနေပြီးတော့4ထိရိုမာကြီးတွေကိုသင်ပေးမယ်သင်ပေးပြီးတော့ရင်ဟီရာဂါနာနောက်ပြီးကြရင်တစ်ဆင့်ရတက်ခတာခနာပြီးသွားပြီဆိုရင်တော့ N5 lesson တွေကိုစပြီးတော့သင်ပေးမယ်ပေါ့နော်သဗ္ဗရာမာတွေတို့ဂျင်းနီတွေဖတ်နေတွေပေါ့နော်ခိုင်းဝါတွေတို့အကုန်လုံးသင်ပေးမှာဖြစ်ပါတယ်နောက်ပြီးကြရင်တော့နောက်ဆုံးကတော့ခန်းကြီး N5 ခန်းကြီးတွေကိုအကုန်လုံးကိုသင်ပေးသွားမှာဖြစ်ပါတယ်はい今日はどうもありがとうございますဒီနေ့တော့ဒီလောက်ပါပဲရှင်またね皆さん